ကွိုင်ထားတဲ့ပုံစံကအစားဒီမှာခြိထားတဲ့ကြိုးလေးမတွေ့လားခြိထားတဲ့ကြိုးလေးတွေဒီလိုထားမယ်ဆိုရင်ကျွန်တော်တို့ရဲ့မျက်နှာချင်းဆိုင်မှာရှိရသဘောတည်းနော်ဘာလို့ရှိရမှာလဲဆိုတော့မင်းကရေးကြီးခွင့်ကျလို့ထင်လိုက်မယ်ပြပြမယ်ဟုတ်ပြီနော်တချို့လူကြောက်လဲဒီတိုင်းပဲရောပြင်းတော့ပြင်းထည့်တာပဲဟုတ်ပြီနော်ကဲအဲ့တော့မှကျွန်တော်ပထမဆုံးကွိုင်ထည့်တော့မယ်ဆိုတာကွိုင်လေးဘာလို့စပြီးကွိုင်နေပြီမှကျွန်တော်ပဲဒီလိုကွိုင်နေကျွန်တော်တက်ပြီးကွိုင်နေကြည့်လိုက်သူ့အခွေတိုင်းလေးလိုက်ပြီးဘာလို့လာတော့ပါလာလားပါလာကကျတော့ဒီမှာဒီမြောင်းထဲကိုကျွန်တော်တို့ထဲပါပြီဆိုဒါလေးကလွတ်လွတ်လပ်လပ်နေရမှာမရှိဘူးလားမြင်မှုလားမသိဘူး TikTok လို့ဘာလို့ဟိုဟာထဲမှာ YouTube ထဲမှာကွိုင်ရထည့်တယ်ဒီနားမှာကွိုင်နေရဘာလို့နိုင်ရှုပ်နေတာအဲ့ဒါဒီကျိုးအယူတိတ်လွယ်ပြီလို့စနစ်မကြလို့ကျွန်တော်တို့ကိုယ်တိုင်လောက်တော့ကိုအဲ့လိုမျိုးဖြစ်တယ်ဒါနောက်ပိုင်းလှုပ်ရင်းဒီမှာဒါလေးတွေကိုယ့်ဘာလေးကိုဒီစားပြီးဆင်ကျင်ပြီးမှဒီဟာလေးတွေကိုလောက်ပါလားဟုတ်ပြီနော်အဲ့ကကျတော့ကိုတို့ထက်မှလေးအခုနံပါတ်ဘယ်လောက်ကနေစထက်မှာ4ကနေကိုဝိုင်းဘုတ်ကိုမကြည့်နဲ့အာစီတို့ရေးထားတဲ့စာအုပ်ကိုကြည့်ဘာလို့ပြောတင်လဲဆိုတော့ဝိုင်းဘုတ်ဆိုတာအချိန်တိုင်းပြတ်သွားမှာအခုလို့ခြေရောက်ပြီကိုလို့နယ်တွေပြန်လို့ရောက်ပြီလှုပ်ရှားကြပြီဆိုလို့ဆိုရင်ပြန်ကြည့်ရင်ကိုယ်ဆောင်နဲ့ကိုကြည့်ရမှာကိုရေးထားတဲ့ဟာဘာလို့ရမှာလဲကြည့်ရမှာအဲ့တော့ကိုရေးထားတဲ့ဟာကိုကြည့်ပြီးကိုလက်တွေ့လောက်တာကကိုရေးထားတဲ့စာကမန်ဆိုတာကိုဆုံးဖြတ်ပြီးသားမိုင်းကျွန်တော်ပြင်လို့ရလွဲနေဟာအာစီလွဲနေတယ်အဖြေရှာရင်ဒီစာအုပ်မှာမိုင်းရင်ဒီမှာလိုက်ကြရင်လည်းမာအဲ့တော့ကိုဆောင်နဲ့ကိုဘာလို့မလဲကွန်ထက်ပြီဆိုကြည့်နော်ကျင်းနဲ့ထက်မယ်အဲ့တော့နံပါတ်ဘယ်လောက်ကနေထက်မလဲ4ဖွင့်စာအုပ်ဖွင့်မဒီအတုံးလေးကိုကျွန်တော်မဖြေသေးဘူးဟုတ်ပြီနော်ဘယ်ကနေထက်မှာလဲ4ကနေ9အဲ့တော့4ကနေ9ဆိုတော့မစဉ်းစားနဲ့အရင်ဆုံးစားထက်မဲ့ဟာဒီ4ကိုအရင်ရှာမယ်4ကိုဝင်အောင်ထက်မယ်4ဝင်ပြီဆိုမှ4ပြင်ငါနံပါတ်9ကိုထက်ရမှာပါလားဆိုတဲ့အတီကိုထက်အဲ့တော့ကျွန်တော်တို့ကတကယ်ကြုံရမှာကျွန်တော်တို့ကိုယ်တိုင်ကိုကြုံခဲ့တာလေအဲ့တော့4ကနေ9ထက်ရမှာတင်းနေ3 4 5 6 9အော်ဒါနဲ့ထက်ရမှာကွိုင်လိုက်တဲ့မှာအစကို9ဘက်ကိုမလုပ်လဲဇောရဆိုတာထက်4ကနေ9ထက်ရမှာလို့ကိုကတွေးနေရလေမေးမှလည်းစိုးရိမ်နေလေအဲ့တော့ထဲလိုက်တော့ဘယ်အစဘယ်အဆုံးမှမသိဘူးအင်းဆို9ကိုအစယူပါလို့လေတွားထက်လိုက်တော့ကျွန်တော်တို့ရဲ့တွားမဲ့ပေါ်မီလာဘာဖြစ်သွားလဲမာသွားရောဟုတ်တယ်နော်အဲ့ကကျတော့ကျွန်တော်တို့က4ထည့်မယ်ဆိုတော့ဘယ်မြောင်းလဲဗျာမှတ်ထားမှန်မမှတ်ချင်ကိုအစဉ်ပြေးမြောင်းထက်ကိုထက်လိုက်တဲ့မြောင်းလေးနံပါတ်4စားထက်လိုက်တယ်ဟုတ်တယ်နော်အဲ့တော့တဲမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာကွိုင်လေးကိုပထမဆုံးကွိုင်ထည့်မယ်ဆိုဒီလိုပြားလေးလုပ်လိုက်ဟုတ်ပြီနော်ပြားလေးလုပ်ပြီးကိုထက်မဲ့မြောင်းကိုမင်းနှကန်းလေးတင်လိုက်ဟုတ်ပြီနော်တင်လိုက်ပြီနော်တင်ပြီးကျွန်တော်တို့ကဒီဘက်ကကျတော့လက်ကိုတလုံးလိုက်ပြီးထည့်လို့မှမရလားအလုံးကြီးမှမဟုတ်တာအလုံးလေးဆိုလက်ညိုးပေါ့လက်ညိုးမဟုတ်လက်ကလေးပေါ့ဟုတ်လားဆွဲနိုင်တဲ့ဟာလေးမိတလောက်လေးကိုဆွဲဖိလိုက်ဖိပြီးရင်အဲ့ဘက်ကနေဆွဲဒီဘက်ကနေ3ပေးဖိပြီးဘာလုပ်လဲ3ပေးဟိုဘက်ကဆွဲဒီဘက်ကဖိပြီးဘာလုပ်လဲ3ပေးဩအကုန်လုံးကြီးမဝင်ဘူးဆိုတော့တချို့တော့ဘာလုပ်သွားတော့ဝင်သွားတယ်ဒီမှာကြည့်မြင်လားမသိဘူးဟုတ်ပြီနော်ဝင်သွားပြီဟဲ့အဲ့လိုဝင်သွားပြီဆိုရင်ကျွန်တော်တို့ကဘာလုပ်မလဲစောစောကရှာလေးလုပ်ခဲ့တဲ့ဟာလေးကိုထည့်မယ်ရှာဘလို့ထည့်စက်ကူအတွင်းထဲကနေပဲကွိုင်ုံငုံပြီးဘာလုပ်မှာလဲထဲမှာနော်စက်ကူအပြင်ကနေကျွန်တော်တို့မထည့်ဘူးစက်ကူအတွင်းထဲကနေပဲကွိုင်ငုံပြီးဘာလုပ်မလဲထဲမယ်ထဲသွားမယ်ဒီစက်ကူကြီးပဲမတုံးဘူးနော်အဲ့လိုလေကွိုင်လေးနဲ့တုံးလိုက်တာစက်ကူကြီးပဲတုံးလို့လွယ်လေဆိုတော့စက်ကူကြီးပဲတုံးပေါ့မလွယ်ဘူးဆိုကွိုင်လေးနဲ့မေးပြီးတော့ဟုတ်ပြီအဲ့ဆိုပထမတစ်ကွိုင်ဒီမှာကြည့်နံပါတ်4အစဆိုတာမှန်သွားဘူးလားမှန်သွားတယ်ဟုတ်တယ်မလားဒီမှာအစကြီးမကြံဘူးလားမှန်သွားပြီအဲ့တော့နံပါတ်4ပြီးပြီဆိုမှကျွန်တော်ကနံပါတ်ဘယ်လောက်ကိုထည့်မှာ9အတွင်းပတ်ကြီးနံပါတ်မှာလေဘယ်နှကွိုင်းတော့4ကွိုင်းဟုတ်တယ်နော်ဒါလေးအလုံးမြလေးကပြတ်တော့မှမရှိဘူးနောက်ပိုင်းလုံးဟင်းကိုင်းတော့ပြတ်တော့ရလာလိမ့်မယ်နော်အဲ့တော့9ဆိုတဲ့မြောင်းကိုကျွန်တော်တို့ဘာလုပ်မလဲရှာမယ်ဒီဒါ4မလား4ဆိုတော့4 5 6 9 10 9ဒီမြောင်းထဲမှာမဟုတ်ဘူးလားဟုတ်ပြီနော်ဒီမှာဒီမြောင်းကိုဘာလုပ်မှာလဲကျွန်တော်တို့ထဲမှာတီသွားပြီအဲ့လိုတီသွားပြီဆိုလို့ရှိရင်ဒီမှာဒီကွိုင်းကိုပြင်ဒီလိုကြီးဆွဲမထင်းနဲ့အဲ့မြောင်းတက်တဲ့လေးကိုကွိုင်လေးကိုဘာလုပ်လိုက်လဲယာလိုက်ဒီလိုကြီးကွိုင်လေးကိုပြင်လိုက်ပြောတဲ့အောင်ဟုတ်ပြီနော်တဲ့လားမတဲ့လားတဲ့သွားပြီဆိုဒီမှာတော့ကျွန်တော်စားခဲ့တော့ထိတ်ကနားလေးနှကန်းလေးအတင်ကြီးတွန်းခဲ့တာလွယ်လွယ်မဝင်သွားဘူးလားဒါပေမဲ့ဒီဘက်မြောင်းကိုထည့်မယ်ဆိုကျွန်တော်တို့ကဒဲတူတဲ့ထည့်ရတော့မှာတော့ကျွန်တော်ကဂရင်းပေါက်မှာလူ9ယောက်လောက်စားတဲ့ဟာကို5 6ယောက်လောက်ပြုံထဲလို့မရဘူးဒဲတူတဲ့အပေါ်ကဆွဲထည့်ရမှာဖြစ်တဲ့အတွက်ကွိုင်လေးတွေကိုဖြန့်လိုက်ဖြန့်ပြီးနည်းနည်းချင်းစီဘာလုပ်မှာလဲတတုတ်ပြီးတတုတ်လွတ်တာပေါ့အခုကျွန်တော်တို့စီလီတန်းနေလို့ဟုတ်လားဆယ်စီတက်တန်းနေတယ်လို့ဟုတ်လားတတုတ်ပြီးတတုတ်ကိုမြောင်းလေးကိုဘာလုပ်လိုက်ဖြေချလိုက်ဒီလိုဖြေချတဲ့ညမှာကျွန်တော်တို့ကအပေါ်အောက်မညီဘူးမညီနိုင်တာကြောင်းကွိုင်သွားတာညီနိုင်တာဖြစ်တဲ့အတွက်ထောက်ပါလေနည်းတော့ချောချူဝင်သွားမှာမဟုတ်ဘူးအဲ့ကကြမှာကျွန်တော်တို့ကကွိုင်ထက်တန်းလို့ခေါ်လေကျွန်တော်တို့သုံးတဲ့2ကိုဘာလုပ်ထားရတော့ပါထားတာလို့ကျွန်တော်တို့ကမဝင်တဲ့ညောင်ဒီလိုဖိတတ်မှာမဟုတ်ဘူးဟိုဘက်ထိတ်ဒီဘက်ထိတ်ကနေပြီးမှကြည့်နော်ညောင်ကြားလေးကို2ကိုအရင်ထည့်တာကွိုင်ုံမဝင်ချင်းနေ2ကိုအရင်ဝင်အောင်ထည့်တာထည့်ပြီးမှကျွန်တော်တို့ကဆွဲအဲ့ကောင်အဆုံးထိဆွဲရတဝက်ထဲမရဘူးဘာလို့မလဲအဆုံးထိဆွဲအဆုံးထိဆွဲ
ဟုတ်ပြီနော်မဝင်မချင်းပါလဲဟိုဘက်လူလိုက်ဒီဘက်လူလိုက်ဘာလို့လဲဆွဲဟုတ်ပြီနော်ဆွဲလိုက်ပြီဆိုလို့ရှိရင်တော့ဝင်သွားပြီညင်လားဝင်သွားလားဝင်သွားဆိုကျွန်တော်တို့ဒီတိုင်းလေးမထားကင်ထားတော့လွတ်လိုက်ပြန်ထွက်လာမှာမဟုတ်ဘူးလားအဲ့တော့ကျွန်တော်ဒီမှာကြည့်လက်မလေးနဲ့ဟိုဘက်ဆိုဒီဘက်ဆိုဘာလို့လဲပြီးလိုက်ကွိုင်းလေးကိုမိုတွင်းတွင်းတယ်လို့မရဘူးလားကျွန်တော်ဖိပြီးတော့မဖိခဲ့ဘူးဆိုဒါကြီးကပြန်ထွက်လာမှာမဟုတ်ဘူးလားအဲ့လိုအချိန်မျိုးကြမှာကျွန်တော်ကဒီဆက်ကိုပဲဒီညက်ထားဆိုအဲ့လိုပြောတာမညက်ထားဘူးဆိုရင်ဒီဆက်ကိုပဲအချိန်မပေးရအောင်လားဟုတ်ပြီနော်အဲ့ဒီတောင်းလေးချိုးပြီးတော့မှအားကြီးထဲကိုဘာလို့လိုက်ထဲလိုက်တောင်းလိုက်ဟုတ်ကဲစင်ပြီလားဒါနော်အဲ့လိုရပြီဆိုမှဒီကွိုင်လို့ဘာလို့အောက်ကလေးဘာလို့လိုက်တိလာတာဟုတ်ပြီနော်ကဲအဲ့ဒါဆိုဒါနံပါတ်6မပြီးပါဘူးလားနံပါတ်6ပြီးရင်ဘာထည့်ရမှာ3ဆိုတာ6ပြီးရင်3ဆိုတာကျွန်တော်ကွိုင်တစ်ကွိုင်နဲ့တစ်ကွိုင်ဖြတ်ထားလို့လားတခါလဲတန်းဆက်မှာမထက်မှာမလားစောစောအခုလို့ကျိုးဘလို့ချီရလဲဆိုတာပြောခဲ့နော်ဘာကြောင့်မို့အပေါ်ကချီရလဲကျိုးကြော်လေးညာလေးဘာကြောင့်ချီရလဲဆိုတာဒီမှာလာကြည့်မယ်ကင်လိုက်ပြီနော်ဒီမှာလူထပ်ထားတဲ့အတိုင်းလေးကိုကျွန်တော်ဘာလို့လိုက်ကင်လိုက်ပြီဒီမှာကြည့်ဒီမှာအထွက်ကတူပါနေလို့မကြံသားခဲ့ဘူးလားဒီဘက်က6ကဆုံးတဲ့ဟာဒီကိုမပါခဲ့ဘူးလားဟုတ်ပြီနော်ပါခဲ့တဲ့ဟာကို6ကထွက်တဲ့ဟာဒီပဲဝင်3ကိုဝင်အဲ့တော့ဒီမှာကြည့်နော်ကျွန်တော်ကင်တဲ့ပုံစံကြည့်နော်ဒါ6အထွက်ဒါကြီးကိုကျွန်တော်ဆွဲညှိတာမညှိဘူးနော်တူးတက်တိုင်းလေးတိုင်း3ရဲ့နှာခေါင်းကိုမေးဘာလို့လိုက်တင်လိုက်တင်ပြီးဖြန်းနိုင်မှာဆွဲထည့်လိုက်ထည့်ကြည့်မယ်နော်ကဲထည့်လိုက်ကဲ6ကထွက်အဝိုက်ကလေးကိုကြည့်ဒီလား3ဝင်ပိုးလားကွိုင်းပိုးလားကွက်တီဖြစ်နေရမယ်အလေးလွင့်ရှိလားမရှိတော့အဲ့ဒါဘာလို့ကွိုင်းပတ်တဲ့ညမှာခြီတဲ့ကျိုးပေါ်မူတီတာကျိုးကြော်တဲ့ပေါ်မှာမူတီတာကျိုးအပေါ်ကကြော်မလားအောက်ကကြော်မလားဆိုတဲ့ပေါ်မှာစကားပြောတယ်ကျွန်တော်တို့ကဒီလိုမြောက်သွားလားတောက်တော့စက်ကူဘာလုပ်မလဲထဲမယ်ဆက်မထဲတော့ဆက်ထဲတခွေလုံးကုန်ပါလိမ့်မယ်ဟုတ်ပြီနော်အဲ့တော့ဒီကောင်လည်းဖြေမယ်ထဲမယ်မြောက်အောင်ရအောင်ကွိုင်းလေးကိုတိုင်းလိုက်ပြီးရင်ဖြည်းဖြည်းချင်းစီဘာလုပ်မလဲထဲမယ်ဒီမှာဒါဆိုမားချီတာတခုရှိဟုတ်လားဘလားမဟုတ်လားကြော်တာတခုရှိကျိုးကြော်တော့ဒီဘက်ကမကြော်ဘဲနဲ့သူကဟိုဘက်ကကြော်ထားတဲ့ညမှာဒီကောင်ထဲရင်ဒီကွိုင်းဒီပုံသွားလိမ့်မယ်ဒီမှာကြည့်မြင်လားဒီမှာလေโอเคဟုတ်တယ်နော်ဒါလိုရင်းနဲ့တမင်တကာမားတာမဟုတ်ဘူးမားွားတာမားွားတဲ့ကျိုးချီတာမားွားတဲ့ပုံမှာဒီမှာကြည့်ဒီကောင်ဆိုဘာလို့တော့အတွင်းနဲ့ကြောက်ပါဟုတ်တယ်နော်အဲ့ကကြောင့်ကျွန်တော်တို့ကဘာပြန်လုပ်ပါလဲပြင်ရတာပေါ့အတွင်းနဲ့ရောက်တော့ဒီကောင်ခုံးချေကျွန်တော်ဒီမိုဘာလို့ပါလဲဒီလိုမျိုးဘာလို့လဲဖြည်းဖြည်းချင်းပြန်လှည့်ပြီးပြင်ရတာပေါ့ပြင်လို့မရဘူးပြောတာမဟုတ်ဘူးနော်ဒါပေမဲ့အဲ့လိုကြီးမားချီတာပြင်ရတာကြီးကျွန်တော်တို့အလုပ်တစ်ခုမဖြစ်ဘူးလားအစတွေကသူ့ကနေလူနေစနစ်မှန်မှန်လေးကြည့်ခဲ့ရင်ဒီပြဿနာဖြစ်စရာအကြောင်းမရှိဘူးโอเคရနော်အဲ့ဒါစက်ထမယ်နော်ရနော်ပေါ့โอเค